အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ကတော့ဒေါက်တာကျော်ကိုင်ဖြစ်ပါတယ်ကျွန်မဒီ Best Drive Professional Training Center မှာ lecturer တူ HRM ဘိုင်းကိုသင်ကြားပို့ချပေးနေတော့ lecturer တူလည်းဖြစ်ပါတယ်ကျွန်မဒီ online ကိုခိုင်ပြီးတော့ယခု COVID ကာလမှာ online on job training ကိုသင်ကြားပေးခြင်းဖြစ်ပါတယ်ဒါဆိုရင်ကျမတို့တွေအနေနဲ့ကပေါ့နော် online ရရင်သင်လို့ထိရောက်မှုရှိပါမလား online ရရင်သင်လို့အဆင်ပြေပါမလားဆိုတာစိတ်မပူပါနဲ့ online ရသင်ခြင်းတည်းလေအပြင်မှာသင်တဲ့အတိုင်းပဲကျမတို့ video file လေးတွေ JPEG လေးတွေနဲ့ PDF file လေးတွေပေးပို့ထားခြင်းဖြစ်ပါတယ်ကျမဒီမှာเนาะဟိုအကြောင်းသူအကြောင်းသားတွေကိုကျမကြိုတင်ပြီးတော့စာအုပ်လေးထုတ်ခိုင်းထားပါတယ်အဲ့ဒီစာအုပ်ကလေးတွေရဲ့အတိုင်းကိုပဲကျမတို့သင်ကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျမဒီစာအုပ်တင်ကြားတဲ့အခါမှာကျွန်မ highlight ဖောက်ပုံဖောက်နည်းလေးတွေ highlight လေးနဲ့ကျွန်မကတင်ကြားကျင်ပါတယ်အဲ့တော့ highlight ဖောက်တဲ့အခါမှာ view design နဲ့တေချာလေးနားထောင်ပြီးတော့ဖောက်ပေးခြင်းကျင်ပါတယ်ကျွန်မကို outline လေးတို့အရင်ဆုံး orientation ဝင်ပေးပါမယ်ကျမတို့ module 1အနေနဲ့ပေါ့နော်ကျမတို့ပေါ့နော် 10 factor scale of the stat တွေHR ဆိုတာဘာလဲ HR man ဆိုတာဘာလဲပြီးရင် HR ရဲ့ရွေးချက်ကဘာလဲHR ရဲ့ process တွေကဘာတွေလဲပေါ့နော် HR ရဲ့ function တွေကဘာတွေလဲ key element of HRM တွေကဘာတွေလဲဆိုတာကျမတို့သင်ကြားပေးမယ်အပြင်ကိုနောက်နောက်ထပ်အနေနဲ့ပေါ့နော်ကျမတို့ performance တွေပြီးရင် recruitment selection interview strategy တွေ payroll labor law နဲ့ attendances variously အမျိုးမျိုးတွေနောက်တစ်ခါ EC ချုပ်ပုံချုပ်နည်းတွေ SSP တွေနဲ့ personal income tax ဆောင်ပုံဆောင်နည်းတွေ employee data record တွေကို office document တွေဘယ်လိုထိန်းသိမ်းမလဲနောက်တစ်ခုကကြတော့ HR နဲ့ပတ်သက်တဲ့ department နဲ့ပတ်သက်တဲ့ report တွေပေါ့နော်ဒါကတော့ကျမတို့ sample အနေနဲ့သင်ပုံသင်နည်းလေးတွေနောက်တစ်ခုကကြတော့ JD တစ်စောင်ရေးဖို့အတွက် how to write effective job description JD ရေးဖို့အတွက်ဘာတွေလိုအပ်တယ်နောက်တစ်ခုကကြတော့ကျမတို့ general knowledge နေနဲ့ HR man ဒါမှမဟုတ် HRD module 2နေမှာကျမတို့က administration ကြောင်းသင်ပေးမှာပါ admin ရဲ့ main function တွေ major function တွေကြောင်းသင်ပေးမှာဖြစ်ပါတယ် module 3အနေနဲ့ကတော့ကျမတို့ policy တွေ employee handbook ရေးပုံရေးသားနည်းတွေကိုကျမသင်ပေးမှာဖြစ်ပါတယ်ကျမဒီမှာစာသင်ကြားဖို့ပုံမှာ video file တွေလည်းသွားပါမယ် voice message တွေနဲ့လည်းသွားမှာဖြစ်ပါတယ်အဲ့တော့လူချင်းမင်းတို့အနေနဲ့ပေါ့နော်ကျမတို့ law ကိုသင်တဲ့အခါမှာကျမ PDF လေးကိုအရင်ပို့ပေးမယ်နောက်ပြီးလို့ရှိရင်ကျမတို့ voice message လေးနဲ့ကျမ Viber လေးရရင်ပို့ပေးမှာဖြစ်ပါတယ်โอเคเนาะအဲ့တော့အခုအဲ့တော့ကျမတို့အခု10 factor scale of the stat အနေနဲ့အရင်ဆုံးဝန်ထမ်းတစ်ယောက်မှာရှိတဲ့အရေးချင်း10မျိုးကိုကျမတို့အရင်ဆုံးသင်ကြားပေးမယ်အဲ့တော့ဝန်ထမ်းတွေစီမှာအခုခေတ်မှာဆိုပို့ပြီးတော့လိုအပ်ပါတယ်အရေးချင်းတွေစွမ်းရည်တွေရှိမှသာနဲ့အပြိုင်ဆိုင်ခေတ်မှာ scale ပြည့်နေမှသာအလုပ်ခေါ်မှုတွေအလုပ်ရရှိမှုတွေဟာမြန်ဆန်ပြီးတော့မှန်ကန်ပြီးတော့ရရှိမှာဖြစ်ပါတယ်အရင်ဆုံးကျမတို့ဒီမှာ10 factor scale of the stat ကို communication skill ရရင်တင်ဝေါ်စီသင်ပေးမယ်အဲ့တော့အကြောင်းအရာတစ်ခုချင်းစီရဲ့เนาะပါ
ဝင်တဲ့နှုံးလေးတွေကိုကျမတို့ဒီမှာသင်ကြားပို့ချပေးမှာဖြစ်ပါတယ် communication လို့ပြောလိုက်ရင်ကျမတို့ဆက်သွယ်ဆက်ဆံခြင်းမှာလူတဦးနဲ့တဦးအကြောင်းအရာတစ်ခုနဲ့တစ်ခုကျမတို့ဆက်သွယ်တဲ့အခါမှာရှင်းရှင်းလင်းလင်းပြောဆိုနိုင်မှုစွမ်းရည်ရှိဖို့လိုအပ်တယ်လို့ပြောပါတယ်အဲ့ဒီမှာကျမတို့ line လေးတားပေးထားပါရှင်းရှင်းလင်းလင်းเนาะအဲ့စွမ်းရည်ဆိုကြတဲ့ကကျမတို့ရဲ့ performance ပေါ်မှာမူတည်သွားပါပြီအလုပ်တစ်ခုမှာလူတဦးပဲဖြစ်ဖြစ်အကြောင်းအရာပဲဖြစ်ဖြစ်လူချင်းပဲဖြစ်ဖြစ်မေးနဲ့ပဲဖြစ်ဖြစ်စကားနဲ့ပဲဖြစ်ဖြစ်เนาะဒီလိုမျိုး message နဲ့ပဲဖြစ်ဖြစ်ဆက်သွယ်တဲ့အခါမှာရှင်းရှင်းလင်းလင်းဖြစ်ဖို့အရန်အရေးကြီးပါတယ်အဲ့အတွက်မိမိမှာရှင်းရှင်းလင်းလင်းပြောနိုင်တဲ့စွမ်းရည်ရှိဖို့လိုအပ်ပါတယ်အဲ့ဒါဒီ performance skill နဲ့လည်းဆိုင်သွားတာဖြစ်ပါတယ်နောက်တစ်ခုကကျတော့ computer skill ကတော့အခုခေတ်မှာတော့ပြောစရာမလိုတော့ပါဘူးလူတိုင်း computer တက်မှဖြစ်မယ်ရုံးတိုင်းမှာလည်းကျမတို့စီးပွားရေးလုပ်ငန်းဆောင်တာတွေမှာအမြဲတမ်း computer သုံးစွဲနေတယ် computer တက်မှလည်းကျမတို့အတွက်အဆင်ပြေမယ်အခုခေတ်မှာ computer ကို visit တစ်ခုအနေနဲ့တက်နေလို့လည်းမပြီးတော့ပါဘူး computer မှာလည်း advanced level တွေပေါ့နော်အားသားလေးလာစီက computer နဲ့ပတ်သက်တဲ့ပေါ့နော်ဒါပြောမယ်ဆို computer ရဲ့ tools တွေလည်းအများကြီးရှိပါတယ် computer ရဲ့ tools လေးတွေကိုလည်းသိထားမှအဆင်ပြေမှာဖြစ်ပါတယ်အဲ့တော့ computer ကျွမ်းကျင်မှုဟာမဖြစ်မနေနော်အဲ့တော့တားပေးထားပါကွန်ပျူတာသုံးစွဲမှုသည်မဖြစ်မနေလိုအပ်တဲ့ office ဆိုင်ရာလုပ်ငန်းရဲ့တာဝန်ယူသူများသည်ကွန်ပျူတာကျွမ်းကျင်မှုအထူးလိုအပ်တယ်အဲ့တော့ကွန်ပျူတာသုံးစွဲမှုဖြစ်မနေလိုအပ်သလိုကွန်ပျူတာကျွမ်းကျင်မှုအထူးလိုအပ်တယ်အဲ့ဒါလေးကိုတားပေးထားပါနောက်တစ်ခါကျ customer service ယခုလက်ရှိမှာ customer service ကအရင်အရေးကြီးပါတယ်ကျမတို့ဘာလုပ်ငန်းတွေတော်တော်များများလုပ်ငန်းတွေဒီဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်အခုကျမတို့စာသင်ကြားပေးခြင်းတွေလည်းဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ပါတယ်အဲ့တော့ဝန်ဆောင်မှုလုပ်ငန်းမှာကျမတို့က customer ဒီဘယ်လိုပြောမလဲ main customer ထဲမှာပါပါတယ်ဗောနော်ကျမတို့မှာ customer 3ဦးရှိမယ်ဗောနော်ကျမတို့ဘယ်လို customer လဲပြောလို့ရှိရင်အလုပ်ရှင်တွေကလည်း customer ပါပဲကျမတို့ရဲ့လုပ်ဖော်ကိုင်ဘက်တွေကလည်း customer ပဲကျမတို့ရဲ့ဝန်ထမ်းတွေဟာလည်းဒီလုပ်ဖော်ကိုင်ဘက်ဝန်ထမ်းတွေကလည်း customer နောက်တစ်ခုကျမတို့ company မှာလာရောက်ပြီးတော့နော်အခုလိုမျိုးတင်ကြားလေးလာတဲ့သူတွေနောက်တစ်ခုကကျမတို့ကုမ္ပဏီမှာလာရောက်တင်ကြားတော်သူတွေနောက်တစ်ခုကျမတို့ ਨੇ စီးပွားရေးမှာလာရောက်ပြီးရင်းနှီးမြှုပ်နှံတဲ့သူတွေအားလုံးဗောနော်ဒါလာရောက်ဝယ်ယူခြင်းဗောနော်ဒီလိုမျိုးတွေဟာလည်းအားလုံးက customer အဲ့တော့ main customer ကြီး3ဦးကိုကျမတို့ကအဓိကအနေနဲ့မှတ်သားထားပြီးရင် no customer is a no business ဆိုတာကိုလည်းမိမိတို့အနေနဲ့သိထားရမှာဖြစ်ပါတယ် customer service ပေးတဲ့အခါမှာ customer service တစ်ခုလုပ်တဲ့အခါမှာ customer မရှိဘဲနဲ့တော့ဘလို့မှစီးပွားရေးတည်လို့မရပါဘူး1980လောက်မှာဆို customer is a right လို့ပြောပြီးတော့1980လောက်မှာ customer is a king လို့ပြောတယ်အခုလက်ရှိကျမတို့21ရာစုမှာ customer is a ghost ဖြစ်သွားပါပြီအရန်ကိုနတ်ဖျားကဲ့သို့အရေးကြီးရဆိုတာသိရှိထားရမယ်နောက်တစ်ခုကကြောင့် understanding မှာနားလည်မှုကနော်လုပ်ငန်းစွမ်းဆောင်ရည်တစ်ခုမှာနားလည်မှုစွမ်းရည်ဟာအရန်အရေးကြီးပါတယ်အဲ့တော့လုပ်ငန်းအောင်မြင်ရေးအတွက်ကိုများစွာအထောက်အကူပြုတယ်အဲ့တော့တားပေးထားပါမိမိလုပ်ငန်းစွမ်းဆောင်ရည်ကိုမြင့်မားစေပြီးအောင်မြင်မှုကိုတိုးတက်စေတယ်အဲ့ဒါလေးကိုတားပေးထားပါတဦးနဲ့တူအကြောင်းအရာတစ်ခုနဲ့တစ်ခုပြောဆိုဆက်သွယ်တဲ့အခါမှာနားလည်မှုအားကောင်းအရန်လိုအပ်ပါတယ်စကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်သူများဟုတ်ပေါ့နော်ရှင်းလင်းပြသတဲ့ပြောပြတဲ့အခါမှာပဲဖြစ်ဖြစ်ကျမတို့က understanding နားလေစွာနဲ့ရှင်းပြပြောပြလုပ်ပြစိတ်ဝင်စားနေမှသာလေအဆင်ပြေမှုရှိပါမယ်ဘယ်လုပ်ငန်းကိုပဲလုပ်နားမလဲပဲနဲ့အလုပ်လုပ်တဲ့လူနဲ့နားလေပြီးတော့တက်ကြွပြီးလုပ်တဲ့လူဟာမတူပါဘူးရှင်းပြတဲ့ပုံစံလေ့လာတဲ့ပုံစံနားလေတဲ့ပုံစံကလည်းမတူအဲ့တော့ကျမတို့ကနားလေမှုရှိဖို့အတွက်ကျမတို့ဒီ on job training တင်တဲ့အခါမှာသေချာစွာနဲ့သင်ကြားပို့ချပေးတာဖြစ်တဲ့အတွက် understanding ဖြစ်ဖို့အတွက်ကလည်းမိမိတို့ဘက်ကလည်းလိုအပ်တဲ့အချက်လက်တွေလိုအပ်တဲ့ပေါ့နော်နားလည်မှုတွေနဲ့အတူတူနားမလဲတာရှိနေပြန်မေးလို့ရပါတယ် understanding ကနော်နားမလဲတဲ့စကားကိုပြန်မေးခွင့်ရှိတယ်ပြန်မမေးခြင်းဒီမိမိအမှားဖြစ်သွားနိုင်တာပဲအတွက်ပြန်မေးပါအဲ့တော့ understanding ဟာလည်း performance ထဲမှာပါပါတယ်နောက်တစ်ခုကကြောင့် learning မှာဝန်ထမ်းတွေနေဖြစ်လုပ်ငန်းခွင်မှာကိုယ်နဲ့ဆိုင်သည်ဖြစ်စေမဆိုင်သည်ဖြစ်စေကိုယ်တာဝန်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေလုပ်ငန်းသက်ဆိုင်သောကိစ္စအားလုံးကိုသင်ယူစရာကိစ္စအားလုံးကိုသင်ယူလို့သိရှိရမယ်အဲ့ဒီဟာတော့လုံးဝ main point မှာအားလုံးတားစေခြင်းပါတယ် highlight လေးနဲ့ပေါ့နော်ဘာကြောင့်လဲဆိုတော့လုပ်ငန်းတွေမှာကကိုနဲ့မဆိုင်လို့ရှိရင်ထားမလုပ်ချင်ကြဘူးလေးလာခြင်းစိတ်မရှိကြဘူးကိုနဲ့မဆိုင်တာကိုမတဲတွဲဒါနဲ့ငါနဲ့မဆိုင်ဆိုမလေးလာခြင်းကြောင့်အဲ့ဒီလူတွေကတနေ့နေ့ချိန်မှာကြံရှိခဲ့တဲ့သူတွေပဲဖြစ်ပါတယ်ဘယ်အရာမဆိုလေးလာခြင်းစိတ်ဘယ်တရားမဆိုသိကျင်လို့စိတ်ဘယ်အရာမဆိုလို့ရှိရင်ကိုယ့်အတွက်ဘာတွေရနိုင်မလဲဆိုတဲ့အတွေးမျိုးလေးနဲ့သာလောက်ကင်ပြီးတော့တွေးပြီးတော့လေးလာမယ်ဆိုလို့ရှိရင်အဲ့လူတယောက်ဟာတနေ့မှာပေါ့နော်လေးလာမှုအားကောင်းလာပြီး knowledge တွေပြည့်စုံလာတာဖြစ်တဲ့အတွက်ဘဝတုဒ္ဒကျွယ်ပွားဖြစ်တဲ့အတွက်ဘယ်တော့မှလောကမှာတည်သွားတော့သူမဟုတ်ပါဘူးပေါ့နော်အဲ့တော့ knowledge များများရှိဖို့နဲ့ဒီ learning များများရှိဖို့ကလည်းမိမိကိုယ်တိုင်ကိုကလည်းသင်ယူလို့စိတ်က 75% ရှိရမယ် learning လုပ်ချင်တဲ့စိတ်ကကျမတို့အခုစာသင်ပေးခြင်းဒီကျမတို့က 25% လောက်ပဲကျမတို့ရှိတယ်ဝန်ထမ်းဒီကျောင်းသူကျောင်းသားလေ့လာမှုကလည်းအားကောင်းဖို့ကကျမတို့က 75% ရှိတယ်ဆိုတာကိုကျောင်းသူကျောင်းသားအနေနဲ့လည်းသိထားရမှာဖြစ်ပါတယ်အဲ့တော့ကျမတို့ learning ဒီလည်း performance ထဲမှာပါပါတယ်เนาะအဲ့တော့နောက်ထပ်သင်ခန်းစာတစ်ခုအနေနဲ့ဆက်လက်သင်ကြားပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်